ကားထဲမှာထိုင်နေနဲ့ကားလည်းမထွက်တော့ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်လိုင်းပေါ်မှာတွေ့လာလေတခုပြောမယ်ကျွန်တော်ကိစ္စတော့မဟုတ်ဒါပေမဲ့နည်းနည်းဒေါသထွက်လို့ပြောမယ်ပြီးပြရောက်သွားတဲ့မြန်မာတွေမြန်မာစကားမပြောတတ်တော့ဘူးတဲ့ပြီးပရောက်သွားပြီထားလိုက်တော့10နှစ်15နှစ်နှစ်20နှစ်30နှစ်40နှစ်50မပြောတတ်တော့ဘူးတဲ့သူတို့ညာအဲ့လောက်ထိပြီးမှနေလာတယ်လက်ခံတယ်အဲ့မြန်မာစကားမပြောတတ်တော့ဘူးဆိုတာကြီးကျွန်တော်လုံးဝလက်မခံမြန်မာစကားမြန်မာစာဆိုတာကထားလိုက်တော့အဲ့ဒါကိုဟိုလူမျိုးဆွဲဘာသာဆွဲနဲ့ထားလိုက်တော့ပညာအကန့်နဲ့ပဲကျွန်တော်ပြောမယ်တင်ထားတဲ့ပညာဆိုတာတုံတုံနဲ့မမေ့ဘူးဟိုတင်လို့တက်တဲ့ပညာတော့မှတုံတုံနဲ့မမေ့ဘူးမြန်မာဘာသာစကားဆိုတာမြန်မာပြည်မှာမွေးတဲ့လူမြန်မာလူမျိုးမဟုတ်လေသူကမွေးရပါပညာတက်ပြီးသားမိတဲ့အကြောင်းတကြောင်မှမရှိဘူးတရုတ်ပြည်မှာမွေးတဲ့လူဆိုလို့ရှိရင်လည်းတရုတ်ဘာသာစကားမွေးရပါတက်ပြီးသားမွေးရပါတက်တဲ့ပညာကိုမေ့တယ်ဆိုတော့မင်းတို့ကောင်းတယ်ဘာကောင်းလဲမင်းတို့ကောင်းမတွေကဘာကောင်းမလဲပြောစမ်းမအုံနောက်ဒီအုံနောက်ကြီးကိုမရင်းကျင်ခံရတာလားမေ့သွားတယ်ဆိုတဲ့ကောင်းတွေပြောတာပါနိုင်ငံခြားပြည်ပရောက်နေတဲ့လူတွေအကုန်လုံးမပြောဘူးအဲမြန်မာစကားမေ့သွားတယ်ဆိုတဲ့ကောင်းတွေကိုပြောတာမင်းတို့ထက်အများကြီးစောတဲ့88အရေးခင်88 62အဲ့မှာဆရာကြီးဒေါက်တာတင့်ဆွေနော်အမေရိကန်မှာနေပြီးတော့အခုချိန်ထိမြန်မာစလုံးပေါင်းတပ်ပုံဘယ်ဟာမှားတယ်ဘယ်ဟာမမှားဘူးဘယ်ဟာမှားတယ်ဘယ်ဟာမမှားအခုချိန်ထိထောက်ပြနေတော့နော်မြန်မာစာမြန်မာစကားသူအခုချိန်ထိဥမာတစ်ဆိုလို့ရှိရင်တာဝန်မူရေးစတတ်တစ်တခုဆိုလို့ရှိရင်တာဝန်မူရေးစတတ်လို့မရတော့ဘူးတာဝန်မူခဝေးတစ်ချောင်းနဲ့ခုအဲ့လိုရေးရတယ်အဲ့လိုထောက်ပြနေတော့နော်ဘယ်နှစ်ရှိရုံဆရာကြီးတက်ဆိုရင်စောက်ယူမလုံးနဲ့မင်းတို့ကောင်းလေတိတ်ဖင်ရမနေကြနဲ့ရှင်းလားမတက်ဘူးဆိုတဲ့ကောင်းလေ